ဒီပိုင်းလေးရဲ့စမှာတော့အပြင်ကနေစောင့်နေတဲ့မဲကူမီကဂျေဇာရီပျောက်သွားပြီးတော့အထူးဂျေဇာဝင်းကြီးကလည်းတည်သွားပြီးဖြစ်တာကြောင့်အီတာဒိုရီအဆင်ပြေပါမလားဆိုပြီးတော့စိတ်ပူနေခဲ့ပါတယ်အဲ့ဒီချိန်မှာသူဘေးကိုစကူနာကရောက်လာပြီးတော့အီတာဒိုရီကပြန်မလာနိုင်တော့ဘူးဆိုပြီးတော့ပြောပါတယ်အဲ့ဒီနောက်တော့ခန္ဓာကိုယ်ပြန်မလဲနိုင်နေတဲ့အီတာဒိုရီကိုအခွင့်ကောင်းယူကနှလုံးကိုထုတ်ပစ်လိုက်ပါတယ်စကူနာကနှလုံးမရှိလဲအသက်ရှင်နိုင်ပေမဲ့လည်းအီတာဒိုရီကတော့ခန္ဓာကိုယ်ပြောင်းလိုက်တာနဲ့ကိုတန်းတီပါလဲဖြစ်ပါတယ်ဒီပေမဲ့မဲကူမီကတော့အီတာဒိုရီလိုကောင်ကတည်သွားမဲဆိုရင်တော့မှသူကတေချာပေါက်ပြန်လာမှဆိုပြီးတော့ပြောနေခဲ့ပါတယ်စကူနာကတော့အီတာဒိုရီကိုထိန်သေးဟန်နဲ့ပြောနေချိန်မှာမဲကူမီကတော့စူနာရဲ့ဆွဲဆောင်နိုင်ရည်တွေကိုတုံးတက်နေပါတယ်အဲဒီနောက်မှာတော့မဲကူမီကအီတာဒိုရီကတည်သွားတာကြောင့်အီတာဒိုရီရဲ့ခန္ဓာကိုယ်နဲ့စကူနာကိုပဲတိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးတော့သူ့ရဲ့စစ်ခေါ်ကောင်းတွေကိုခေါ်ဖို့အရေးကိုကြားခန့်နေမြေဖြစ်အသုံးပြုပါတယ်အခြေအနေတွေရဲကွာချားလုံးနဲ့စကူနာနဲ့မဲကူမီမှာတော့စကူနာကရှာယုံသားရှောင်းလိုက်ပေမဲ့လည်းခရရတဲ့မဲကူမီကတော့လုံးဝကိုအလူလဲပါပဲမဲကူမီကလည်းသူ့စီမရှိသမျှစစ်ခေါ်ကောင်းတွေကုန်လို့ကိုခေါ်ပြီးတော့တိုက်ခိုက်ခဲ့ပေမဲ့လည်းဒေတာအောက်ခံနေရတဲ့လူကမဲကူမီဖြစ်တာကြောင့်သူ့ရဲ့နောက်ဆုံးကျန်နေတဲ့စစ်ခေါ်ကောင်းကိုဆက်မသုံးတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့စစ်ခေါ်ကောင်းတွေကတီးပြီးတော့ရင်ထက်ခေါ်လို့မရတော့လို့ပဲဖြစ်ပါတယ်သူအဲ့ဒီလိုလုပ်လိုက်တဲ့ချိန်မှာစကူနာကတော့မဲကူမီကအရေးကိုကြားကန်နေဖြစ်တုံးနေတာကိုတိသွားရပါတယ်မဲကူမီကလည်းဘာလို့လိုရမှမသိပဲနဲ့အထူးပေါင်းများစွာနဲ့ပဲပတ်ချလဲနေပါပြီဘယ်ရလို့ရောက်နေမှမသိတဲ့သူ့ဖေเจ้าနောင်မှာကျေးစာကောင်းနေဖြစ်ပြောင်းသွားတဲ့လူတွေကြောင့်စဉ်းစားပြီးတော့သူ့စွမ်းအားကိုထုတ်လိုက်ပါတယ်ဒါပေမဲ့လည်းသူမတိုက်ခိုက်ပဲနဲ့စကားနဲ့တာဘာရဲ့ဒီကူကောင်းဆန်တဲ့ခန်းစားချက်တွေကိုရှေ့တန်းတင်မိခဲ့တာတွေအတွက်မှန်တယ်လို့ထင်ပြီးတော့ကယူဇာကမဟုတ်ပဲနဲ့ဂျူဂျီစုပညာရှင်တယောက်ပဲလေမင်းကိုကဲကဲလူနောင်မရပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအီတာဒိုရီအဖြစ်ပြန်ပြောင်းသွားခဲ့ပြီးတော့မဲကူမီကိုမင်းချင်နေတာတွေကမှတ်ပေမဲ့ဒါကလည်းမမားပါဘူးလို့ပြောပြီးတော့အသက်ရှိရှိနေကြပါလို့ဆူတောင်းစကားပါပြီးတော့လဲကျတေဆုံသွားခဲ့ရပါတယ်မဲကူမီကလည်းသူ့ရှေ့မှာလဲကျတေဆုံသွားတဲ့အတန်းဘုတ်ကိုကြည့်ပြီးတော့ဘာမှမတန်နိုင်ပဲနဲ့တလာတော့မဲ့မြေကြီးတွေကိုပဲအားတင်းကထိန်ထားလိုက်ရပါတယ်တူဂျူမျိုးကြီးရဲ့ချိန်ကြီးနေရာတစ်ခုမှာတော့ခဲတူကသူ့ရဲ့ချိန်စာကောင်အုပ်စုနဲ့နေ့လည်စာစားဖို့တွားနေခဲ့ပါတယ်သူကပဲချိန်စာကောင်းတွေကိုမြင်ရပြီးတော့အားလုံးကတော့လုံးဝမမြင်ရပါဘူးတစ်ဖက်မှာတော့ကိုဂျိုကတော့အထူးအစင်းမြင့်ချိန်စာကောင်းတွေကိုပထမနေ့ကျောင်းသားတွေနဲ့ချခိုင်းလို့အထက်ကိုမတင်ကဖြစ်နေခဲ့ရပါတယ်သူကအီတာဒိုရီရဲ့တည်တံကိုစောင်းဆိုင်ခိုင်းထားတာကိုအထက်ကလူတွေကမကျင်းနဲ့လို့အထူးအစင်းမြင့်ချိန်စာကောင်းတွေနဲ့ချခိုင်းတာလို့ပဲထင်နေပြီးတော့စီလူမှုကိုတာဝန်ယူရတဲ့တာဝန်ခံအီဂျီချီကိုလည်းမေးမြန်းနေခဲ့ပါတယ်အီဂျီချီကတော့ပြန်လဲမပြောရဲဘာမှလည်းမလုပ်ရဲပဲနဲ့ကြောက်နေခဲ့ပါတယ်အဲ့ဒီချိန်မှာခွေးစစ်ဆရာဝင်မလည်းလဲရီရောက်လာပြီးတော့စူပူနေတဲ့ကိုဂျိုကိုအီဂျီချီကိုတိတ်မဆူဖို့ကပြောပြီးတော့အီဂျီချီကလည်းရှင်ထဲမှာပန်းတွေပွင့်သွားခဲ့ပါတယ်အဲ့ဒီနောက်တော့အီတာဒိုရီရဲ့အလောက်ကိုဖွင့်ကြည့်လိုက်ပြီးတော့စကူနာရဲ့ဂျာခက်ပေါ်ကြိုက်တယ်လို့ခွဲစိတ်မယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာမဲကူမီနဲ့နိုဗာရာကလည်းကျောင်းရှိကလေကားတက်မှထိုင်ပြီးတော့အီတာဒိုရီတေဆုံမှုအတွက်ကိုဝမ်းနေနေကြပါတယ်ဒါပေမဲ့လည်းနေရာလုံးကတမဟန်ဆောင်ပြီးတော့ဂျာကန်နေမျက်ရည်တွေကိုတင်းခတ်နေကြပါတယ်အဲ့ဒီချိန်မှာပဲဒူရီယာနဲ့စီနီယာကြီးဖြစ်တဲ့မီကီရောက်လာပြီးတော့အီတာဒိုရီရဲ့မှန်ရည်တဲ့မျက်နှာလေးကိုအဖြစ်လာပြောပါတယ်တိုက်တဲ့တိုင်းမှာကွယ်နေတဲ့ပန်တာကပထမနှစ်ထဲကတယောက်တည်သွားလို့အဲ့ဒီလိုဖြစ်နေတာလို့ပြောတော့မီကီကလည်းအားနာပြီးတော့ဘာလို့လို့ရမှန်းကိုမသိဖြစ်သွားပါတယ်တူဘီဆိုတဲ့ဒူတယောက်ပါပြီးတော့သူကစကားပြောတဲ့မန်နဲ့ဖြစ်သွားလို့စကားမပြောဘဲနဲ့စားစရာနာမည်တွေကိုပဲပြောပါတယ်အဲဒါကြောင့်သူများတွေကလည်းသူ့ကိုဆော်လမွန်ဦးလို့ခေါ်ဆိုကြပါတယ်မီကီရဲ့ရိုင်းဆိုင်မှုအတွက်ပန်နာကပဲကိုစားတောင်းပန်ပြီးတော့ဒါရင်ကြောက်ကိုရှင်းပြပါတယ်ကိုဝဲ event တက်စေချင်လို့လာခေါ်ရလဲဖြစ်ပါတယ်အဲ့ဒီ event ကတော့ဂျူဂျီစုကျောင်းသားတွေချင်းချင်းရှေ့ပြန်တိုက်ခိုက်ရတဲ့ပွဲပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒုတိယနေ့နဲ့တတိယနေ့ကျောင်းသားတွေပဲပါဝင်ခွင့်ရှိတာဆိုပေမဲ့တတိယနေ့ကျောင်းသားတွေကကျောင်းသားခံထားရတာကြောင့်ပထမနေ့ကျောင်းသားတွေကရှင်းပြခွင့်ရတာဖြစ်ပါတယ်တမဘူးဆိုရင်ဘာနေနေလို့ချင်နေကြတဲ့အီတာဒိုရီနဲ့နိုဗာရာကလည်းပြင်းထန်တဲ့စိတ်ဓာတ်တွေနဲ့ပါဝင်ဖို့ပြောလိုက်ပါတယ်တစ်ဖက်ကနေ့လည်စာစားဖို့ဆိုင်ခိုင်နေကြတဲ့ဂဲတူနဲ့သူ့ရဲ့ချိန်စာကောင်တွေကဂျူဂျူစုတွေကိုနိုင်ချင်ရဲဘာလို့ရမလဲဆိုတဲ့နီးလန့်ကိုဂဲတူကိုမေးမြန်းနေခဲ့ပါတယ်ဂဲတူကလည်းနှစ်ချက်ကိုပြောပြပြီးတော့ပထမတစ်ချက်ကဂျိုကူကိုမတိုက်ခတ်နိုင်အောင်ကောက်ွယ်ပြီးတော့အီတာဒိုရီနဲ့စကူနာတို့ကိုသူတို့ဘက်ပါလာအောင်ဆွဲဆောင်ဖို့လို့ပြောပါတယ်ဒါပေမဲ့လည်းအီတာဒိုရီကတည်သွားပြီမို့လို့ဘလို့ဆွဲဆောင်မလဲလို့ပြောတော့မတည်နိုင်ဘူးလေလို့ပြောပြီးတော့လူရုံမှပြုံးတဲ့တစ်ချက်ပြုံးလိုက်ပါတယ်အဲဒီနောက်မှာတော့အီတာဒိုရီကလည်းဘာမှမသိတဲ့နေရာတစ်ခုကိုရောက်နေခဲ့ပြီးတော့အဲ့ဒီနေရာမှာစကူနာရှိနေခဲ့ပါတယ်အယိုးကောင်နဲ့စူးပြော်ပြီးတောင်းလူဖြစ်နေတဲ့နေရာမှာစကူနာကရှိနေပြီးတော့အီတာဒိုရီကိုခွင့်ပြုချက်မရှိဘဲနဲ့မချီးနဲ့လို့ပြောလိုက်ပါတယ်အီတာဒိုရီကလည်းသူ့ကိုတတ်သွားတဲ့ကောင်ကိုစိတ်တူပြီးတော့ထိုးဖို့ကျိတ်ဖို့ပဲခေါင်းနဲ့ကိုရှောင်းနေခဲ့ပါတယ်အီတာဒိုရီကအဲ့ဒီနေရာကိုငရဲလို့ထင်နေပြီးတော့စကူနာနဲ့ငရဲတီတောင်မှာအတူရှိနေတာဆိုပြီးစိတ်တူပြီးတော့အနီနာကယိုဂတစ်ခုနဲ့ပြစ်ပေါက်လိုက်ပါတယ်စကူနာကလည်းအေးစစ်စစ်ပဲရှောင်းလိုက်ပေမဲ့လည်းအီတာဒိုရီကလက်ဒီနဲ့တစ်ချက်ထိုးနိုင်ဖို့တော့အနိုင်နိုင်ပဲဖြစ်ပါတယ်ထိုးဖို့ပြင်နေတဲ့အီတာဒိုရီကိုအမြင့်တနေရာကနေကန်ချပြီးတော့လဲကျနေတဲ့တူပေါကိုတက်ထိုင်လိုက်ပါတယ်အဲ့ဒီနောက်ဂျီနီယာကငရဲမဟုတ်ဘဲနဲ့စကူနာရဲ့ဝန်နဲ့ပိုင်နဲ့ဆိုတာကိုပြောပြပါတယ်တနည်းအားဖြင့်သူတို့ကမတည်သေးတာပဲဖြစ်ပါတယ်အီတာဒိုရီကသူတယောက်တည်းအသက်ရှင်ခြင်းနေရမဟုတ်ဘဲနဲ့စကူနာပါအသက်ရှင်ခြင်းနေတရားကိုလည်းတည်သွားခဲ့ရပါတယ်အပေးယူလုပ်ပြီးတော့အပေးယူတက်ရင်နှလုံးကိုပြတ်ကောင်းလာပြီးတော့အသက်ရှင်အောင်လုပ်ပေးမယ်လို့ပြောပါတယ်အပေးယူတစ်ခုကတော့တန်ကျိုးလို့ online ရဲ့တမနစ်ခန္ဓာကိုယ်ကိုငှားပေးရမှာဖြစ်ပြီးတော့ဒါတစ်ခုကတော့အဲ့ဒီအပေးယူကိုမေးပြလိုက်ဖို့ပါအီတာဒိုရီကလည်းဘာလို့လို့ဖို့ကြံနေမှမသိတဲ့စကူနာရဲ့အပေးယူကိုတော့လက်မခံခဲ့ပါဘူးစကူနာကတမနစ်အတွင်းလူလည်းမတက်ဘူးဒဏ်ရာရအောင်လည်းမလုပ်ဘူးဆိုပြီးတော့ဂရီပေးလိုက်ပြီးတော့အဲ့ဒီဂရီကပဲချိန်စာဖြစ်ပြီးတော့ဂရီမတည်ရင်စကူနာကအပြစ်ပေးခံရမှာလို့ပြောပါတယ်အဲ့ဒီအပေးယူကိုလက်ခံတယ်လို့ပြောပြီးတော့တူဘော်ကနေတက်ထိုင်နေတဲ့စကူနာ
ကိုဖယ်ခိုင်းပါစကူနာကလည်းဖယ်သွားတော့စကူကမျက်နှာကိုထိုးလိုက်ပြီးတော့ဘာဘေးယူမှမရှိဘဲနဲ့အသက်ရှင်လာအောင်လုပ်ပြီးလို့ပြောတော့စကူနာကနှစ်ယောက်တိုင်လို့အီတာတိုရီနိုင်သွားရင်တော့ဘာဘေးယူမှမရှိဘဲနဲ့အသက်ပြတ်ရှင်လာနိုင်အောင်လုပ်ပြီးမှဖြစ်ပြီးတော့စကူနာကနိုင်သွားရင်တော့အပေးယူနဲ့ပဲလို့ပြောလိုက်ပါအီတာတိုရီကလည်းလက်ခံလိုက်ပြီးတော့တိုက်ဖို့စကားအစမှာပဲခေါင်းနဲ့ချက်ပြက်ပြီးတော့ရှုံးသွားခဲ့ပါတစ်ဖက်မှာတော့ကိုဂျိုကအီဂျစ်ချီနဲ့ဒူဘာလူစီယာလိုဝါရဲဆိုတဲ့အကြောင်းကိုပြောပြနေပါကိုဂျိုကဂျေဇာရီကိုလိုက်တဲ့ရင်ရပေမဲ့လည်းအစင်းမဂျေဇာကောင်တွေကိုတက်လိုက်ရင်လည်းနောက်တစ်တွေပေါ်လာပြီးတော့အချင်းတွေကမပြောင်းလဲသွားနိုင်တာကြောင့်တော်တဲ့ကလေးတွေကိုပညာသင်ပေးပြီးတော့ပြုစုပြောထိုင်မှုနည်းလမ်းကိုရွေးထားတာဖြစ်ပါတယ်ဒုတိယနှစ်ကအိုဂူစုနဲ့တတိယနှစ်ကဟာဂရီကကိုဂျိုနီနီတမ်မာလာတဲ့သူတွေဖြစ်ပြီးတော့အဲ့ဒီချိန်မှာအီတာတိုရီလည်းပါဝင်လို့နေပါတယ်အဲ့ဒါကြောင့်လည်းအီတာတိုရီကိုမတိဆုံးကျင်တာပဲဖြစ်ပါတယ်အဲ့ဒီလိုပြောနေတော့မှပဲလဲရီကသူတို့နှစ်ယောက်ကိုစားတော့မယ်လို့လှည့်ပြောတဲ့ချိန်မှာအီတာတိုရီကလည်းအသက်ပြတ်ရှင်းလာခဲ့ပါတယ်အီချီကလည်းကြောင်နေခဲ့ပေမဲ့လည်းကိုဂျူကတော့သူ့ရဲ့တပည့်လေးကိုနွေးရွှေစာနဲ့ပဲပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီနောက်မှာတော့ကိုဂျီကလဲရီကိုအီတာတိုရီကိုတေးစည်းလောက်ခိုင်းတာကိုမဖြစ်ပဲထားခိုင်းပြီးအီတာတိုရီကိုအီဗက်မတိုင်ခင်ထိကိုဝှက်ထွားပြီးတော့လေ့ကျင့်ခိုင်းမလို့ပဲဖြစ်ပါတယ်တစ်ဖက်မှာဂဲတူရဲ့ကိစ္စကောင်နေတဲ့ဂဲတူကကိုဂျူကိုတက်မဲ့အစားအစင်းမင်းဂျေဇာတက်တော်နဲ့ချိတ်ပေးဖို့ပြောနေခဲ့ပါတယ်အဲ့ဒီဆိုင်ကစပွဲတို့ကတော့ဂျေဇာငွေတွေကိုမြင်နေရပြီးတော့သူသာအဲ့ဒီနားကိုတွားရင်တိမဲဆိုတာကိုတိတာကြောင့်တွေ့ဝင်နေပြီးတော့ရှူးချင်နေခဲ့ပါတယ်အဲ့ဒါကြောင့်ဘာမှမမသေးတဲ့ခဲတူကိုဘာမှမလဲတွားမိခိုင်းတော့အဲ့ဒီစပွဲထုကလည်းအလုတ်တန်းထွက်သွားပါအဲ့ဒါကြောင့်လေဆာရှေကတူကိုရိုင်မဲတွားပြီးတော့အနီးနားကိုရောက်တာနဲ့တကူလုံးမီးလောင်ပြကျသွားခဲ့ရပါတယ်အဲ့ဒီတော့တဆိုင်လုံးကလူတွေကိုမီးရှို့လိုက်ပြီးတော့စပွဲထုမှလေးတယောက်သာကြံ့ခဲ့ပါတယ်သူမကလည်းထွက်ပေါက်စီကိုရအောင်ပြေးနေတော့မှပဲခဲတူကိုချေးစားကောင်းကငါဆွမ်းအားကစကူနာလက်ပနန်ချောင်းနဲ့ညီလေလို့ပြောတော့ပို့ပို့တတတွေ့ရင်ရှေ့ချောင်းလာရှိမယ်လို့ပြောလိုက်ပါတယ်အဲ့တော့သူကအဲ့ဒီအစင်းမချေးစားတက်တော့ကိုသူ့ကိုပေးဖို့ပြောပြီးတော့အဲ့ဒီအစားကိုကျုပ်ကိုတူးတက်မယ်လို့ပြောလိုက်ရင်းနဲ့ပဲရုတ်ခန့်နီးဖြစ်နေတဲ့စပွဲထုကောင်မလေးကိုပါမီးရှို့လိုက်ပါတယ်တစ်ဖက်မှာတော့မဲကူဘီကလည်းတေဆုံးသွားတဲ့လူရဲ့မိခင်နဲ့တွားတွေ့ခဲ့ပြီးတော့သူတို့ကမကယ်နိုင်ခဲ့ပေမဲ့လည်းအီတာတိုရီကသူတို့ကိုကယ်ဖို့လုပ်ခဲ့ကြောင်းသူတိုင်းအဲ့ဒီမှာပါတဲ့နာမည်ကလေးကိုပေးကတေဆုံးမှုအတွက်တောင်းပန်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မက်ကီတိုဂီပန်နာနဲ့အတူဒါဗာရာတို့ကတော့တိုင်ပတ်နေပြီးတော့သူ့ရဲ့နေကက်ဆိုရဲ့အားနဲ့ကြောင်းကိုလည်းမှတ်ချက်ပေးလိုက်ပါတယ်နောက်ကြမှာမေကူမီတယောက်ကရောက်လာပြီးတော့ထုံးစံတိုင်းမတည့်တဲ့မက်ကီနဲ့စကားများကြပါသေးတယ်။မက်ကီကသူ့ကိုတမိုက်ယူနိုင်ရင်စကားဆက်ပြောမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်ကအီတာတိုရီကတော့ကိုဂျိုကတင် जा ပေးနေပြီးတော့ပထမဦးဆုံးအနေနဲ့ချိန်စာကိုထိန်းချုပ်နိုင်ဖို့တင် जा ရမယ်လို့ပြောပါတယ်။အီတာတိုရီကတော့တန်မာဆုံးကိုဂျိုကတင်ပေးလို့ပြောနေခဲ့ပါတယ်။အဲ့ဒီနောက်ကိုဂျိုကချူရီဘူးနှစ်ဘူးကိုဥပမာပေးပြီးတော့ချိန်စာရဲ့ပေါင်းဆက်မှုကိုရှင်းပြလိုက်တော့အီတာတိုရီကလည်းစိတ်ညစ်သွားခဲ့ရပါတယ်။သူထင်ထားတာကတော့စွာရီများတဲ့အရာတွေကိုလုံးနိုင်မှလို့ထင်နေခဲ့ပါတယ်။အဲ့ဒီလိုစိတ်ညစ်နေတဲ့အီတာတိုရီကိုမင်းကတိုက်ခိုက်ရေးပါပါရမီပါလို့မင်းကိုအဲ့ဒီကနေစတင်မယ်လို့ပြောပါတယ်။အီတာတိုရီကတိုက်ခိုက်နေတာစာကလေးကဖြစ်တာကြောင့်သူကရှိုးကြည့်မှုလွန်ခဲ့နေပါတယ်။အဲ့ဒီလိုဖြစ်နေတဲ့အီတာတိုရီကိုကိုဂျိုကသူ့လက်ကိုထိုးဖို့ပြောလိုက်ပါတယ်။သူကအားရင်ပြင်းနဲ့ထိုးပေမဲ့လည်းကိုဂျိုကဘာမှတော့မဖြစ်သွားပါဘူး။ဂျေဒါဆွမ်းရင်လုံးဝမပါဘူးလို့သာပြောလိုက်ပါတယ်။အီတာတိုရီထိုးလိုက်တဲ့အချိန်မှာကြောက်စိတ်နဲ့ဒေါသစိတ်ပါနေတာကြောင့်လို့ပြောတော့အီတာတိုရီကဂျေဒါကိုတုံးဖို့ဒေါသဖြစ်နေရမှလို့ကလေးရီထင်သွားခဲ့ပါတယ်။အဲဒီနောက်သူ့ကိုခက်ခဲဆုံးရာကိုရင်တည်ပေးမယ်လို့ပြောပြီးတော့ရုပ်ရှင်ကြည့်ခိုင်းပါတယ်။ရုပ်ရှင်ကြည့်ခိုင်းမယ်ဆိုပေမဲ့လည်းထင်တလောက်တော့ရုပ်ရှင်မနေပါဘူး။ကျောင်းကြီးရဲ့ဂျေဇာယုံနဲ့တူတူကြည့်ရမှလည်းဖြစ်ပါတယ်။ကြည့်ရမယ့်စကားတွေကခန်းစားချက်ကိုကြပြောင်းကြပြတ်ဖြစ်နိုင်တဲ့စကားတွေဖြစ်ပြီးတော့ဂျေဇာရုပ်ထဲဂျေဇာဆွမ်းရင်တသမတ်ထဲမစည်းစင်းနေရင်အထူးခံရမှလည်းဖြစ်ပါတယ်။အဲလိုနဲ့ဂျေဇာဆွဲကိုတသမတ်ထိန်းချုပ်နိုင်မဲ့တင်ကြားမှုကစတင်ပါတယ်။မဲကူမီတို့ကတော့ရေးချင်နေကြပြီးတော့ဂျေဇာကိုထိန်းချုပ်နိုင်မဲ့နည်းလမ်းကိုဖေရှာနေခဲ့ကြပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာစကူနာတုကိုပြောခဲ့တဲ့စကားတွေကိုပဲတစ်ချိန်လုံးရောက်နေခဲ့ပါတယ်။လူဗာရာကတော့မြို့ထဲမှာဈေးဝယ်ထွက်နေရင်းနဲ့လမ်းပြောင်းနေပြီးတော့အီတာတိုရီကတော့ဂျေဇာကလက်သီးစာမိနေခဲ့ပါတယ်။အီတာတိုရီကိုကိုဂျိုကစကူနာကအဘေးယူတစ်ခုခုလုပ်ခဲ့သေးလားလို့ပြီးတော့အီတာတိုရီကတူပေးခဲ့တဲ့အဘေးယူကိုတော့မိနေကမမမိဘူးလို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ကိုဂျိုကလည်းကျောင်းကိုပြန်သွားနေပြီးတော့ကားပေါ်မှာအချိန်စောနေခဲ့ပါတယ်။အဲ့ဒါကြောင့်အီဂီချီကလည်းတနေ့ရသွားမလားလို့ပြီးတော့စောစောသွားမယ်လို့ပြောပြီးတော့စိတ်ပြောင်းသားကသူ့ကိုလမ်းမှာချခဲ့ဖို့ပြောလိုက်ပါတယ်။သူ့အပြင်ကိုရောက်သွားပြီးတော့ခဏကြာမှဝိုးဘော်ကားလေးကျေးစားတစ်ကောင်ကပြိုကျလာတာကိုမင်းမတူလဲလို့မေးပြီးတော့ဒီပိုင်းလေးကလည်းဒီမှာနဲ့ပဲပြီးစောသွားခဲ့ရပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီပိုင်းမှာပြန်တွေ့ကြရအောင်။